အဲဒီဆရာမကြီးညာအားလုံးနဲ့ဆရာမအားလုံးမင်္ဂလာပါဆရာမဒီနေ့ကတော့ methotrexate in rheumatoid arthritis ကို emphasize လုပ်ပြီးပြောပါမယ်ပထမပိုင်းကတော့ဆရာကြီးချစ်ဆိုပြောခဲ့တဲ့ဒီ connective tissue disease ထဲမှာတော့ဒီအာရီအနေနဲ့ကတော့ဒါသီးသန့်ပေါ့နော်အဲ့တော့ methotrexate ကိုအရင်ဆုံးကတော့ဒီ agenda လေးတွေနဲ့ဒီမှာဆွေးနွေးသွားပါမယ်ဆိုတော့what is methotrexate ခုနတွေကလည်းဆရာကြီးပြောတဲ့အထဲမှာလည်းပါပြီးပါပြီဒါ repetition နှစ်ခေါက်ရှိတော့လည်းမှတ်မိတာပေါ့နော်အဲ့တော့ folate analog ဆိုတာတော့ဆရာတို့အားလုံးသိပြီးသားပါအဓိကပိတ်တာကတော့ dihydrofolate reductase ဆိုတဲ့ enzyme ကိုပိတ်တာပါအဲ့လိုပိတ်တဲ့အတွက်ကြောင့်မလို့ဒီ DNA RNA synthesis ပေါ့နော်အဓိကတော့ purine တို့pyrimidine တို့မှာ DNA RNA change တွေမှာsequence တွေမှာလိုက်ပြီးတော့မှပိတ်တဲ့အတွက်ကြောင့်မလို့ cell proliferation ကိုသူက inhibit လုပ်တယ် neoplastic disease တွေမှာတော့အရင်ဆုံးအသုံးပြုခဲ့တယ်ပေါ့နော်မီတိုရီစိတ်လို့ပြောလို့ရှင်ကျမတို့မမေ့တဲ့ဒီဆရာကြီးကတော့ scientist ကတော့ဒီအပေါ်ဆုံးကတော့အဲဒီဒေါက်တာယေလာပရာဂါဒါဆိုတာသူကနာမည်မကျော်ဘူးပေါ့နော်တကယ်တမ်းသူကthe Brahmin family from India နေပြီးတော့မှဒီမွေးဖွားလာတယ်သူကဗြိတိန်မှာယင်နေတယ်ပေါ့နော်နေပြီးတော့ဒီဆေးကျောင်းတက်နေနဲ့သူဒီကန်ဒီသူတို့ရဲ့နိုင်ငံမှာကန်ဒီကဟိုဟာတွေဖြစ်လာတဲ့ခါကျတော့ကန်ဒီရဲ့ဒီလှုံ့ဆော်မှုတွေဘာတွေနဲ့ဖြစ်လာတဲ့ခါကျတော့သူကဒီအင်္ဂလိပ်ဆိုရလက်အောက်မှာမနေတော့ဘဲနဲ့ तू ကအမေရိကကိုပြောင်းသွားပြီးတော့မှအမေရိကန်မှာဒီရိုးရိုးဆေးရုံတစ်ခုမှာရိုးရိုးလုပ်သားအနေနဲ့ तू ကလုပ်ပြီးတော့ဒီ medical တော့မရဘူးဒီ paramedical နဲ့ပတ်သက်တဲ့အားမှာ तू ကလေ့လာခွင့်ရတယ်ရတဲ့အခါမှာဒီ biochemist မှာ तू စတွေ့တာကဒီ methotrexate ရဲ့ compound ကို तू စတွေ့ခဲ့တယ်ဒါပေမဲ့ तू ကဒီဟိုဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့နာမည်တော့မကျော်ကြားခဲ့ဘူး Nobel ဆုတွေလည်းမရခဲ့ဘူးပေါ့နော်အဲ့တော့သူနဲ့အတူဟို develop လုပ်တာကတော့ကင်ဆာမှာသွားပြီးတော့မှသုံးလို့ရတယ်ဆိုတာကတော့ဒေါက်တာစစ်နီဖာဘာကတော့နည်းနည်းနာမည်ကြီးတယ်သူက Boston Polish doctor ပေါ့နော်သူကလည်းအမေရိကကိုပြောင်းလာပြီးတော့ဒီ Children Hospital မှာအလုပ်လုပ်နေနေဒီ methotrexate ရဲ့အသုံးပြုပုံဒီကလေးတွေမှာALL ကလေးတွေမှာအရင်သုံးရင်းနဲ့သူကဒါ methotrexate ရဲ့အသုံးဝင်မှုကိုစပြီးတော့မှတွေ့ခဲ့တယ်ပေါ့နော်ဆိုတော့ methotrexate ကခုန1940ကျော်လောက်ကနေစတွေ့ပေမဲ့လည်းအာရီမှာစပြီးတော့သုံးတာ rheumatologist တွေစပြီးတော့သုံးခဲ့တာ1951ကနေမှစပြီးတော့သုံးနေပေါ့နော်တော့အဲ့မှာလူပြောသူပြောများတယ်ပေါ့ဒီကင်ဆာဆေးရဘာဖြစ်လို့ဒီကင်ဆာမဟုတ်တဲ့အာရီလို benign disease မှာသုံးရတာလဲဆိုပြီးတော့ rheumatologist တွေကိုဝေဖန်မှုတွေမြင့်တက်ခဲ့တယ်ဒါပေမဲ့ဒီမှာတော့1960ကနေ80အတွင်းမှာဆိုလို့ရှိရင်တော့low dose methotrexate high dose မဟုတ်ဘူး low dose ပေါ့နော်အဲ့ဒါကိုသူတို့ရဲ့ကောင်းတဲ့အချက်တွေအများကြီးပဲတွေ့လာခဲ့တယ်ပေါ့နော်အဲ့တော့1980နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ဒီပို့ပြီးတော့မှခိုင်မာလာတယ်ဒီကင်ဆာ cell စီမှာပို့ပြီးတော့ဟိုသုံးဝင်တယ်ဒီဟာတွေ cancer cell တွေမပွားအောင်လုပ်တယ်ဆိုတာကိုလည်း confirm လုပ်နိုင်တယ်1980လောက်မှာဆိုလို့ရှိရင်တော့ US က rheumatologist တယောက်ကနေပြီးတော့မှpublish လုပ်နိုင်ခဲ့တဲ့ case series တွေတဲ့68ယောက်ပေါ့နော် RA Luna 68ယောက်မှာ low dose methotrexate ကိုသုံးပြီးတော့သူတို့ရဲ့ overall improvement က85%အထက်ဖြစ်တယ်ဆိုတာတွေ့ရတာပေါ့နော်အဲ့တော့1980နဲ့1990မှာဆိုရင်တော့တကယ် major RCT တွေပေါ်လာတယ်အဲ့မှာဒီ RA treatment မှာ methotrexate ကဒီ established treatment အနေနဲ့သုံးနိုင်တယ်ဆိုပြီးတော့မှပြောရပေါ့နော်ခုနကတော့ဒါဒီကတော့ YouTube ကဗီဒီယိုကလစ်လေးပါဆရာကြီးပြခဲ့တဲ့ဒုတိယဗီဒီယိုကလစ်လေးပေါ့နော်ဆိုတော့အဲ့ဒါလေးကလည်းတစ်ချက်လောက်တော့ကျမလည်းဒီဗီဒီယိုလေးတော်တော်လေးကြိုက်တယ်အဓိကဘာလဲဆိုလို့ရှိရင်တော့ तू ကmethotrexate ကကျမတို့သိခဲ့တာအရင်စချင်းတွေ့ခဲ့တာသိခဲ့တာကတော့ဘာလဲဆိုရင်မတော့မရတော့ဘူးပေါ့နော်မရတော့မတို့ထားလိုက်ကြော့ skip လုပ်သွားလိုက်မှာပေါ့နော်အဲ့တော့ methotrexate ကချင်းသိတာတော့ cell proliferation ကိုတားတယ် anti-folate ဆိုတာကိုပဲလူသိများခဲ့တယ်ဒါပေမဲ့သူ့မှာ anti inflammatory action ရှိတယ်ဆိုတာကတော့နောက်ပိုင်းမှာတွေ့ရတယ်အဲ့တော့ methotrexate ရဲ့ဒီ RA ပေါ်မှာလှုပ်ဆောင်ချက်တွေကတကယ်တမ်းကျတော့ပြည့်စုံမသိကြသေးဘူးဒါသိတဲ့ဟာဟိုမှသူတို့ပြန်ပြီးတော့ဖော်ထုတ်တာကတော့ခုနပြောသလို anti inflammatory action ရှိတယ်ဆိုတာကိုပြခဲ့နိုင်တယ်ခဲ့တယ်ပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်တော့ဒီ adenosine ပေါ့နော်ခုနကပြောတယ်ဆက်သွားလို့မရဟောဒီဟာလေးဗီဒီယိုကလစ်လေးရပါဗျဆိုတော့
Since the 1940s, methotrexate, known as MTX, has been used as an anti-metabolite to block cell proliferation in neoplastic diseases. While the rationale for using MTX to treat rheumatoid arthritis was presented in 1951, it took another 30 years before the results of well-designed, placebo-controlled studies were available. Interestingly, the precise mechanism for how MTX works in rheumatoid arthritis has not yet been fully elucidated. However, a growing body of evidence suggests the mechanism of action of MTX in rheumatoid arthritis might be its anti-inflammatory effect rather than its anti-proliferative effect. These anti-inflammatory mechanisms may result in clinical effects such as rapid clinical remission, short-term effect on acute phase reactants, and rapid disease flares after discontinuation. Let's take a closer look at how the anti-inflammatory response might occur based on preclinical studies. Extracellular MTX is actively transported into the cell. Intracellular MTX is then polyglutamated, which converts the molecule into its active form. MTX glue inhibits a variety of different folate-dependent enzymes, but ACAR transformylase is the enzyme it inhibits most effectively. Polyglutamated MTX inhibits the enzyme ACAR transformylase. Because ACAR transformylase activity is blocked by MTX glue, ACAR molecules can no longer be broken down. The result is an accumulation of ACAR within the cell. With an increase in ACAR within the cell, the levels of adenosine also begin to rise. Adenosine is an important molecule that has an anti-inflammatory effect. As adenosine accumulates within the cell, it is released into the extracellular space by exiting through the cell membrane. Extracellular adenosine is available to then bind to any of the 7-pass transmembrane adenosine cell surface receptor types, including A1, A2 alpha, A2 beta, and A3. These are found on the surface of a wide variety of different cell types. Adenosine binding to cell surface receptors helps regulate the inflammatory response by inhibiting the production of several key pro-inflammatory cytokines. As the level of pro-inflammatory cytokines lessens, the inflammatory response is also reduced. Although the full mechanism of MTX in rheumatoid arthritis is not completely understood, adenosine accumulation and release are thought to play a major role in its anti-inflammatory properties. The adenosine-mediated anti-inflammatory effect of low-dose MTX is well supported by in vitro, in vivo, and clinical data. ခုနပြောခဲ့တဲ့ adenosine ပေါ့နော် adenosine ကဒီဟိုရှေ့သွားလို့မရတော့ရှေ့သွားလို့မရဆိုတော့ adenosine တွေ intracellular မှာများလာပြီဆိုလို့ရှိရင် anti inflammatory action ရှိတယ်ပေါ့နော်အဲ့ဒီဟာဒီမှာဒီ methotrexate မှာအဓိကပဲပေါ့နော်ဒီ clip ပြီးသွားရင်အဲ့ဒီဟာပြဿနာဆိုတော့ဒီပုံမှာဆိုလို့ရှိရင်ဒါခုနကတော့ဗီဒီယိုကလစ်ကိုပြန်ပြီးတော့မှဒီပုံလေးနဲ့ပြန်ပြထားတာပေါ့နော်ဆိုတော့ ICAR ဆိုတာကတော့ amino-imidazole 4 carboxypene ribonucleotide ပေါ့နော်ဒါကိုပြထားတာအဲ့ဒါကိုမှထပ်ပြီးတော့ဒီဟာလေးအကြီးချဲလိုက်မယ်ဆိုရင် methotrexate ကဘယ်နေရာဒီမှာသူသွားပြီးတော့ action လုပ်တာလဲဆိုတော့ဒီ monocyte တွေကိုကြီးပွားတာကိုသူက block လုပ်တယ်ကြီးလာတယ် monocyte တွေ grow လုပ်တယ်ဒီ proliferation လုပ်တာကိုသူက apoptosis များဖြစ်အောင်ဆိုပြီးတော့သူကလုပ်ပြီးတော့အားပေးတယ်နောက်တစ်ခုကကြတော့သူက interleukin 1နဲ့ interleukin 6ကိုသူက block လုပ်တယ် anti inflammation နဲ့ inflammation cytokine တွေမှာ2မျိုးရှိတယ် inflammation ကိုပိုဖြစ်စေတဲ့ cytokine တွေရှိတယ် inflammation ကိုမဖြစ်စေတဲ့ anti inflammation action ရှိတဲ့ဟာတွေကိုရှိတယ်အဲ့ဒီမှာဒီ methotrexate က inflammation ကိုဖြစ်စေတဲ့ interleukin 1 6နဲ့ TNF တွေကိုသူက block လုပ်ပြီးတော့ inflammation ကိုတားပေးတဲ့ရောင်ရမ်းတာကိုကျစေတဲ့ interleukin 4နဲ့10ကိုသူကကြတော့ပို့ပြီးတော့ပတ်စေတယ်နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ဒီစီမှာပေါ့နော်ဒီ chemocytic neutrophil တွေကရောင်တဲ့နေရာကို neutrophil တွေကလာတယ်အဲ့လာတာကို तू ကမလောင်တားပေးတယ်ဟို gout မှာကိုချီစင်းကအဲ့လိုတားတယ်လို့ပဲ तू ကအဲ့လိုတားပေးတယ်နောက်တစ်ခုကဗာလဲဆိုလို့ရှိရင်ဒီ metalloproteinase ဆိုရဲ matrix ကျမတို့ဘုံမှာဒီ remodeling လုပ်တယ်ဘုံကပျက်စီးပြီးတော့
ဒီပျက်စီးပြီးတော့မှပြန်ပြီးတော့ remodeling ပြန်လုပ်တဲ့အခါမှာဒီ matrix metalloprotein တွေကိုစားပေးတဲ့ဖြည့်ဆည်းပေးတဲ့ enzyme ရှိတယ်အဲ့ကောင်တားပေးတဲ့အတွက်ကြောင့်မလို့ methotrexate ကဒါ theoretically သူက bone destruction ကိုရောကြစေတယ်ဆိုတဲ့ action ကိုလည်းတွေ့တယ်ပေါ့နော်နောက်တစ်ခုကသူက COX-2 ကိုလည်းသူကတားပေးတယ် NSAID တွေမှာရှိတဲ့ဒီ COX-2အဲ့ဒီဟာကိုလည်းသူကတားပေးတယ်ပေါ့နော်ဆိုတော့ခုနပြောခဲ့တာတွေကတော့ဒါ methotrexate ကဘယ်လို mechanism နဲ့ RA မှာလုပ်တယ်လဲဆိုတာကိုပြောတာပေါ့နော်နောက်တစ်ခုက RA မှာ methotrexate နဲ့ပတ်သက်တဲ့ research တွေကိုကျမတို့တစ်ချက်လောက်ကြည့်ကြမယ်ဆိုတော့ဒါကတော့မြန်မာနိုင်ငံမှာဆရာကြီးကဒီ prevalence of RA ရဲ့ prevalence ဘယ်လောက်ရှိလဲဆိုတာကိုဒီ population မှာ PSM မှာဆရာမကြီးတို့ ਨੇ တွဲပြီးတော့မှလုပ်တဲ့အခါမှာ RA က1.3% of population မှာရှိတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်တိတ်တော့မနေဘူး100မှာ1ယောက်သို့မဟုတ်2ယောက်လောက်တော့ရှိတယ်ပေါ့နော်နောက်တော့ဒါဆရာကြီး2000ဟောမှာပေါ့နော်2009မှာလုပ်ခဲ့တာဒါဒီ erosion တွေကဘယ်ဟာတွေကဆိုးလဲဘယ်ဟာတွေကကောင်းလဲဆိုတာလုပ်ခဲ့တော့နော်အဲ့တော့ကဘာမှာကြည့်မယ်ဆိုလို့ရှိရင်တော့ Cochrane Library မှာလွန်ခဲ့တဲ့10နှစ်ကလုပ်ခဲ့တာ Cochrane Review Meta Analysis မှာတော့ဒီ trial methotrexate နဲ့ပတ်သက်တဲ့ဒီ RA patient မှာ trial ပေါင်း9ခုကိုသူလောက်တာပေါ့ study လောက်တာပေါ့နော်လောက်တဲ့အခါမှာparticipant ပေါင်းက900ကျော်ရှိတယ်အဲ့ဒီမှာတော့သူတို့ကဒီ bias ရှိလားမရှိလားဆိုတာကိုလည်းကြည့်လိုက်တဲ့အခါမှာများသောအားဖြင့်တော့ low risk of bias ကိုပဲတွေ့ရတယ်ပေါ့နော်အဲ့ဒီမှာပါတဲ့ participate လုပ်တဲ့လူနာတွေ patient တွေဒီ RA patient တွေမှန်သမျှဒီအစရုံးက goal တို့ဒီ penicillamine တို့ azathioprine တို့ anti malaria တွေအဲ့ဒါတွေတောက်လို့မပြောက်ဘူး fail ဖြစ်တယ်တောက်လို့တိတ်ပြီးတော့အစင်မပြေတဲ့လူတွေအကုန်လုံးအဲ့ trial ထဲမှာပါတယ် disease duration က1 to 14 year မှာအဲ့ဒီမှာစောင့်ကြည့်တယ် study တွေဖြစ်တယ်အဲ့ဒီမှာ dose က weekly dose က5 mg to 25 mg ထိရှိတယ်ဒီ study တွေမှာပေါ့နော်အဲ့တော့ကြည့်လိုက်တဲ့အခါမှာဒီ methotrexate ကို RA patient တွေမှာပြီးတော့ဘယ်လို benefit တွေတွေ့တယ်လဲဆိုတာကိုကြည့်တဲ့အခါကျတော့efficacy နဲ့ဒီဟောပေါ့နော် efficacy နဲ့ toxicity အဓိကကြည့်တာကတော့ side effects နဲ့ efficacy ကိုရှင်တွဲပြီးတော့မှကြည့်တာပေါ့နော် methotrexate monotherapy ကဒီ statistically significant improvement နဲ့ ACR 50 response rate တွေ့ရတယ် placebo နဲ့နှစ်ခုရှင်ကြည့်လိုက်တဲ့အခါမှာအဲ့လိုတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီထဲမှာမှသူကနည်းနည်းပိုပြီးတော့ကောင်းတဲ့ဒီ absolute treatment benefit ရတဲ့ဟာ 15% လောက်ရှိတာကိုတွေ့ရတယ်အဲ့ဒါအပြင်ကိုဒီဘာတွေ့သေးလဲဆိုလို့ရှိရင် methotrexate ပေးတယ် placebo နဲ့နှစ်ခုရှင်တဲ့အခါမှာဒီ physical function တွေပို့ပြီးတော့မှတိတိတတ်တာကောင်းတယ်ဆိုတာကိုလည်း statistically significant value ရတယ်အဲ့မှာမှဒီ methotrexate ဒီမှာဆိုလို့ရှိရင် proportion of patient who improve at least 20% on short form 36 physical improvement အဓိကတော့ဒီ function ပေါ့ functional health status ကိုကြည့်လိုက်တဲ့အခါမှာလည်း methotrexate တောက်တဲ့လူနဲ့ placebo တောက်တဲ့လူမှာ functional health status က methotrexate တောက်တဲ့လူတွေပိုပြီးတော့ကောင်းတယ် quality of life ပိုကောင်းတယ်ဒါကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ side effects difference ကတော့ no clinical important statistically difference were observed in SBS component ဆိုတော့ဒါပေမဲ့ဒီSF36 ဆိုရဲ mental component ပေါ့နော် mental နဲ့ပတ်သက်တဲ့ဟာကိုတော့ဒီလောက်ကြီး significant မရှိဘူးတဲ့ functional ကောင်းတယ် disease activity ကိုလည်း short ချနိုင်တယ်ဆိုရဲနှစ်ခုတော့ရတယ်ပေါ့နော်နောက် benefit တစ်ခုကကြတော့နောက်တစ်ခု finding တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ဒီ radiographic score ကတော့အရန်ကြီးသူကပြောင်းလဲမှုအရန်ကြီးတော့မရှိဘူးလို့ပြောတယ်အဲ့တော့မကောင်းတဲ့အချက်ပေါ့ harms ကဘာတွေ့လဲဒီ study 9ခုမှာဆိုလို့ရှိရင် methotrexate monotherapy တွေကlikely to discontinue ဘာဖြစ်လို့လဲဆိုရင်ဒီ adverse effects တွေဥပမာ patient ကဒီ oral ulcer တို့ GI side effects တွေအဲ့ဒါတွေရှိရတဲ့အတွက်ကြောင့်မလို့ placebo နဲ့ရှင်လို့ရှင် placebo ကတော့ဘာမှ side effect လည်းမရှိတဲ့အတွက်ကြောင့်မို့ဆက်တောက်နိုင်တယ်ဒါ methotrexate ကတော့ဒီလို side effect လေးတွေရှိသွားတဲ့အတွက်ကြောင့်မလို့ဒီမှာ discontinuation ဖြစ်တယ်ဆိုတာကိုအဲ့ group မှာတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီ absolute treatment ဒီမှာဆိုလို့ရှင်တော့compared to placebo 9 more people out of 100 who took methotrexate withdrew from the study because side effects ကြောင့်မလို့ withdrew ဖြစ်သွားတာတွေ့ရတယ်ပေါ့နော်ဆိုတော့ placebo နဲ့ရှင်ရင်တော့ action efficacy လည်းကောင်းသလို side effects လည်းသူမှာရှိတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကပါလဲဆိုရင် harm ကပါလဲဆိုရင်total adverse effect rate 12 weeks were higher in methotrexate monotherapy compared to placebo group ပေါ့နော်အဓိကခြုံပြောရမယ်ဆိုလို့ရှိရင်တော့ methotrexate ဒီမှာ group မှာတော့ side effects လေးတွေရှိတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီ Cochrane library က study ကိုconclude လုပ်မယ်ဆိုလို့ရှိရင်တော့ဒီနော် methotrexate တွေ weekly ပေးတယ်5 to 25 milligram per week ပေါ့နော်ပေးတဲ့လူတွေမှာဆိုရင်တော့ statistically significant benefit ရှိတယ်ဆိုတာကိုတွေ့ရတယ် RA patient တွေမှာနောက်တစ်ခုတော့
ဒီ 16% ကတော့ discontinuation rate ရှိတယ်ဘာကြောင့်လဲဆိုရင်ဒီ adverse effect တွေကြောင့်မလို့ပေါ့နော်ဆိုတော့အဲ့ဒါလွန်ခဲ့တဲ့10နှစ်ကလုပ်ထားတဲ့ Cochrane review 2024ပေါ့အခု2024မှာလုပ်တဲ့ review articles မှာတော့သူတို့လည်းဒီမှာ bias တွေကိုရှင်းအောင်လို့ bias တွေနည်းနိုင်သမျှနည်းအောင်ဆိုပြီးတော့ Prisma flow chart အတိုင်းပဲသွားပြီးတော့ study လုပ်ခဲ့တယ်ပေါ့နော် study ကိုမှပြန်ပြီးတော့ meta analysis လုပ်တဲ့အခါမှာဘာတွေ့လဲဆိုတဲ့အခါမှာ2013မှာလုပ်တယ် oral methotrexate တက် group ခွဲလိုက်တယ် group နှစ်ခု A နဲ့ B နဲ့တ group ကတော့ 7.5 mg ပါတပတ်ကို3လုံးပေးတဲ့ group ရှိရပေါ့နော်နောက်တစ်ခါတပတ်ကို6လုံးပေးတဲ့ group ရှိရအဲ့ဒီဟာက3လလောက်စောင့်ပြီးတော့မှကြည့်တဲ့အခါမှာ efficacy နဲ့ကြည့်လိုက်ရင် statistically ဒီ group နှစ်ခုက efficacy သိပ်မကွာဘူးဆိုတာတွေ့ရတယ်အဲ့တော့ side effects လာနှစ်ခုစလုံးကသိပ်မကွာဘူးဆိုတာတွေ့ရတယ်အဲ့တော့မကွာဘူးဆိုရင်တော့ကျမတို့အနေနဲ့တော့ low dose ပဲလေး dose ကလည်းတိတ်မစိုးဘူးဆိုတော့အမျိုး conclude လုပ်လို့ရတယ်ပေါ့နော်နောက် study တစ်ခုပေါ့နော် study တစ်ခုကတော့5 mg တခု ABC ဆိုပြီးတော့ group 3ခုရှိတယ်တ group ကတော့5 mg per week ပေးတယ်နောက်တစ် group 5 mg per square meter ဆိုတော့ထားပါတော့လေ1 meter square meter ဟို surface body surface ရှိရလူဆိုလို့ရှိရင်တော့တစ်ပတ်ကို5 mg ပေးမယ်ပေါ့လေဆိုတော့5 10 20ဆိုပြီးတော့မှ group 3ခုသူက dose 3ခုခွဲလိုက်တယ်ခွဲလိုက်ပြီးတော့ကြီးလိုက်တဲ့အခါမှာလည်းသူကဘာတွေ့လဲဆိုရင် dose များတဲ့လူတွေမှာပို့ပြီးတော့မှဒီ efficacy ပိုကောင်းတယ်ဆိုတာတွေ့ရ escalate ပေါ့များရင်ကောင်းတယ်ဆိုတဲ့ဟာတွေ့ရအဲ့တော့အားလုံးမှာဒီ toxicity နဲ့ပတ်သက်တာကတော့တိတ်ပြီးတော့မကွာဘူးတဲ့ dose နည်းနည်းများလို့ရှင်ပိုကောင်းတယ်ဆိုပြီးတော့ဒီ study ကတွေ့ရနောက် study တစ်ခုကကြတော့1994မှာလုပ်ထားတဲ့ဟာအဲ့ဒီဟာကကြာ तू ကဒီ oral methotrexate 15နဲ့25ကိုရှင်ထားတယ်15 25ရှင်လိုက်တဲ့ခါကျတော့အဲ့တော့ increase dose ကတော့ဒီ15ပေးရတဲ့လူမှာဆိုလို့ရှိရင် increase dose due to ineffective ဒီဟာပို့ပြီးတော့တိုးရတယ်ပေါ့လေ15နဲ့မလုံလောက်တဲ့အတွက်ကြောင့်မလို့တိုးရတယ်25ပေးရတဲ့လူတွေမှာဆိုလို့ရှိရင်တော့ dose ကိုမြန်မြန် short နိုင်တယ်တဲ့စစချင်းပေးတဲ့ဟာပေါ့နော်အဲ့တော့ဒီမှာဆိုရင်တော့ဘာလဲဆိုရင် dose ကများ25ဆိုရင်နည်းတော့များတယ် dose reduction due to toxicity in 9% both group မှာအဲ့တော့ဒီကတော့ high dose ဘက်ကိုသွားတာပေါ့နော် high dose ဘက်သွားတော့ high dose နဲ့စထားတဲ့လူတွေမှာဆို toxicity ကြောင့်ပြန်ပြန် short ရတာတွေ့ရတယ်ပေါ့နော်နောက် study တစ်ခုဟို analysis မှာတော့ဒီ group A group B နောက်တစ်ခုရှိရ15 25ဆိုပြီးတော့မှခွဲပြီးတော့လုပ်ထားတယ်လုပ်တဲ့အခါမှာအဲ့နှစ်ခုကတိတ်ပြီးတော့ efficacy ရလည်း difference တိတ်မရှိဘူး adverse တွေနဲ့လည်းတိတ်ပြီးတော့ difference မရှိတာကိုတွေ့ရတယ်နောက် study တစ်ခုကလည်းအဲ့လိုပဲ group နှစ်ခုခွဲထားတယ်15ကကြတော့ပြီးတော့ fit for plus 5 milligram per 4 week နဲ့ plus 5 milligram per square meter 4 week ဆိုပြီးတော့ first escalation group နဲ့ usual escalating မြန်တိုးတယ်ပေါ့နော်မြန်တိုးတဲ့ group နဲ့နှစ်ပတ်တစ်ခါတိုးတဲ့ group နဲ့လေးပတ်တစ်ခါတိုးတဲ့ group ဆိုပြီးတော့နှစ် group ခွဲပြီးတော့မှကြည့်လိုက်တယ်အဲ့ဒီ study မှာအဲ့မှာလည်းသိပြီးတော့ statistical difference ဘာမှသိမရှိဘူးနောက်ဒါဂျပန်က study တခုမှာဆိုလို့ရှိရင်တော့oral methotrexate ကိုသူကဘယ်လောက်ပေးလဲဆိုရင်0.25 mg per kg per week up to maximum tolerated dose အထိကိုပေးကြည့်တယ်တ group မှာနောက်တစ်ခုကတော့ oral methotrexate conventional treatment အတိုင်းပဲပေးတယ်အဲ့ဒီမှာလည်းstatistical difference မရှိဘူးဆိုတာတွေ့ရတယ်နောက် study တစ်ခုကြည့်လိုက်တဲ့ခါကျသူကကြတော့ mode of ဟိုပါနော်ဒီ mode of administration ပေါ့ oral တ group နဲ့ SC group ပေါ့ oral ပြီးတဲ့ group 15ညင်ပဲ SC လည်းဒီဘက်က B group က SC 15ပေးတယ်အဲ့ဒီမှာတော့ SC group ကပို့ပြီးတော့မှပို့ပြီးတော့ကောင်းတယ်ပေါ့နော် repose statistically higher ASEA 20 response ကဒီ SC ပေးတဲ့ group မှာပို့ပြီးတော့မှကောင်းတယ်ဆိုတာကိုတွေ့ရတယ်နော်ဒါအားလုံးဒီ meta analysis 2024မှာလုပ်ထားတဲ့ review journal ရဲ့ conclusion မှာတော့ဗာတွေ့ရလဲဆိုရင် methotrexate starting dose က3လုံးကနေ6လုံးပေါ့အဲ့ဒီမှာ per week significantly difference in term of သူနောက်ဆိုရင်တော့3လုံးပဲပေး6လုံးပဲပေးတိတ်တော့မထူးဘူး adverse effects တွေလည်းတိတ်မထူးဘူးပေါ့နော် starting dose 25နဲ့စတဲ့လူတွေမှာဆိုလို့ရှိရင်တော့ဆက်စချင်းမှာ तू ကdose reduction မြန် short လို့ရတယ်သူကဟို15 low dose ပေးတဲ့လူကြတော့တဖြည်းဖြည်းသူကတိုးဖို့ပဲရှိရယ် short ဖို့မရှိဘူးပေါ့နော်ဆိုတော့SC နဲ့ oral ရှင်တော့ SC ကပို့ပြီးတော့ကောင်းတယ်ဆိုတာတွေ့တယ်RA patient who have failed initial treatment with methotrexate မှာ stepwise increase in methotrexate associated with higher RA မှာဆက်စချင်းပေးထားတဲ့ low dose ပေးထားတဲ့လူတွေမှာဆိုလို့ရှိရင်တော့တဖြည်းဖြည်းတော့ကျမတို့ကတိုးရတာပေါ့နော်အဲ့တော့ဆက်စချင်း high dose ပေးထားတဲ့လူဆိုတော့တဖြည်းဖြည်းလျှော့ရတာပေါ့ဆိုတော့ SC နဲ့ဟို oral ဆိုရင်တော့ SC ကပိုကောင်းတယ်ပိုတာတယ်ဆိုပြီးတော့မှပြောရဲပေါ့နော်အဲ့တော့ဒါကပြီးခဲ့တဲ့
လုံးက research တွေကိုပြန်ပြီးတော့ကျမတို့ meta analysis တွေကိုပြန်ကြည့်လိုက်တဲ့ဟာပေါ့နော်အခုပြောမှကတော့ဒီ guideline တွေကဒီ meta analysis တွေပေါ်မှာမူတည်ပြီးတော့မှ guideline တွေကဆွဲရတာဆိုတော့ guideline တွေကရောဘယ်လိုပြောလဲပေါ့နော်ဆိုတော့ guideline တွေမှာ2020ယူလာမှာလဲမီတိုထရီစိတ်ကတော့သူကဟောင်းပေမဲ့လဲသူ့ပြစ်လို့မရသေးဘူးပေါ့နော်အစ်စ်တွေဘယ်လိုကောင်းကောင်းပေါ့နော်ဒီအဟောင်းရောတလဲလဲဆိုတာလိုပဲမီတိုထရီစိတ်ကိုပဲပြန်ပြီးတော့မှသူတို့က first line ကနေသူကနေရာနော်မဟေတီကနေပြီးတော့မစင်းဘူးသူကအမြဲတမ်းပဲနော်အမြဲတမ်းပဲ top မှာပဲရှိတယ်မီတိုရီစိတ်ကိုအရင်သုံးလုံးမခံနိုင်မှတခြားဟာသုံးအဲ့လိုမျိုးသွားရတယ်ပေါ့နော်ဆိုတော့နောက်ပိုင်းကျတော့မှ second line မှာမှ biologics တွေပါမယ်ပါပေါ့နော်မျိုးစုံပဲအဲ့တော့ monotherapy နဲ့စတာတွေပဲ APLA ဆိုတော့ Asia Pacific မှာလည်းဒီ8 country တွေမှာလည်းဒီ guideline မှာလည်းအဲ့လိုပဲ methotrexate က top ပဲပေါ့နော်အဲ့တော့ဒီမှာလည်းလို့ပဲ French guideline မှာလည်း methotrexate အကုန်လုံးကဒီ methotrexate ကပဲ first choice အနေနဲ့ပဲအကုန်လုံးက agree ဖြစ်တာကိုတွေ့ရတယ်ပေါ့နော်ဒါတွေလည်းလို့ပဲ nice guideline အဲ့တော့2018 APLA guideline initial မှာဆိုရင်ဆက်စချင်းတော့ဒီ2018ဒီ APLA guideline မှာဆို methotrexate ကိုအရင်ဆုံးသုံးမှာintolerant ဖြစ်မှာ leflunomide နဲ့ sulfasalazine သုံးမှာပြီးတော့မှဒီအပြာရောင်လေးကဘာပြောတာလဲဆိုရင် rheumatology ရစ်စီအကုန်လုံးတက်တဲ့ဒီဟိုပေါ့နော်ဒီ voting တွေပေးတယ်အပြာရောင်လေးကအကုန်လုံးတညီတညွတ်တည်းသဘောတူကြတယ်ဒီအစိမ်းရောင်ကကြတော့ဗာလဲဆို grade A evidence level of evidence ကောင်းတယ် A အစိမ်းရောင်နောက်ဒီကကြတော့အဝါရောင်လေးကကြ grade B ပေါ့နော်အဲ့တော့ဒီလိမ်မော်ရောင်ကတော့ grade C ဒါ level of evidence ပေါ့နော်ဒီအပြာရောင်နဲ့ဒီအနီရောင်လေးကကြတော့ level of agreement ကိုပြတာ agreement ကတော့ဒီ conference တခုမှာဒီ APLA conference ဆို ULA conference တို့သွားတက်တယ်ဆိုလို့ရှိရင် voting တွေပေးရတယ်ဒီဟာကိုဒီလို guideline ဆွဲမယ်ဆို guideline committee လုပ်တယ်ဆိုရင်ဒီဟာကိုပေးတာသဘောတူလား immunologist ဆရာအကုန်ဘယ်နှစ်ယောက်သဘောတူလဲ100မှာဘယ်နှစ်ယောက်ကသဘောတူတယ်အဲ့တော့အဲ့မှာကြည့်လိုက်ရင်တော့ဒီအပြာရောင်တော့အကုန်လုံးကသဘောတူကြတညီညွတ်တယ်ဒီလိုသဘောတူကြတယ်ပေါ့နော်ဆိုတော့အဲ့လိုမှမရဘူးဆိုတော့မှဒီ cyclosporin ပုံမလားဒီဘက်ကဒီ azathioprine တို့တခြားဟာတွေ hydroxychloroquine တို့ပေါ့နော်ဒီ biologic ဒီ multi JAK inhibitor တွေဒါတွေသုံးမယ်ပေါ့နော် disease activity assess လုပ်မယ်ဒါ initial မှာပေါ့ phase 1မှာအဲ့ဒါမှမရဘူးဆိုလို့ရှိရင် second phase ကတော့ assess ပြန်လုပ်တယ်မရဘူးဆိုတော့မှ combination တွေသုံးမယ် combination ကဥပမာ methotrexate နဲ့ leflunomide ပေါင်းမလား methotrexate နဲ့ sulfasalazine ပေါင်းမလားဒီလိုသွားမယ်ပေါင်းပြီးတော့ treat လုပ်ကြည့်တယ်3လလောက်စောင့်ကြည့်တယ် disease activity assess လုပ်တယ်ပြီးရင်ပြန်ပြီးတော့ကြည့်လေ target ကိုမရောက်ဘူးဆိုလို့ရှိရင်တစ်ခုထပ်ထည့်မယ် biologic ပြောင်းမလားဒါမှမဟုတ် TSD မှာကတော့ JAK inhibitor တွေပေါ့ belly ဒီမှာကျမတို့ baricitinib တို့ tofacitinib တို့ပေါ့နော် upadacitinib တို့ဒါတွေထည့်မလားဒါမှမဟုတ်လို့ရှိရင် biologic တွေဖြစ်တဲ့ TNF blocker non TNF blocker တွေဒါတွေထည့်မလားဒီလိုသွားမယ်အဲ့အဆင်ပြေရဆိုဒီတိုင်းဆက်သွားအဆင်မပြေနောက်တစ်မျိုးပြောင်းပေါ့ဒါက2000ဒီတိုင်းပဲပေါ့နော်2021မှာလည်းအဲ့လိုပဲဟာမီတိုစိတ်ကထိတ်ဆုံးပါပဲမီတိုစိတ်ကအကုန်လုံးပဲ level of agreement ရော level of evidence ဆိုမီတိုစိတ်ကအမြင့်ဆုံးပါပဲရှိနေတယ်အဲ့တော့ဒီမှာတော့သူကဒီ2021မှာ guideline မှာဆိုလို့ရှိရင်လည်း leflunomide hydroxychloroquine ဒါတွေကတော့မီတိုစိတ်ကတော့ထိတ်ဆုံးပါပဲရှိတယ်ပေါ့နော်ဆိုတော့နောက်2020ဒါနောက်ဆုံးပေါ့နော်နောက်ဆုံးကတော့2022 RA guideline အဲ့ဒီမှာတော့သူကဒီမှာမီတိုစိတ်နဲ့ဒီ leflunomide နဲ့ sulfasalazine သူတို့ကဒါ level ကနည်းနည်းတော့တက်လာတယ်ဗောနော် leflunomide နဲ့ sulfasalazine ကမီတိုစိတ်နဲ့ရှင်းလာပြီဒါပေမဲ့ထိတ်မှာတော့ရှိသေးတယ်မီတိုစိတ်ကထိတ်မှာတော့ရှိတယ်ဒါပေမဲ့အစင်မပြေလဲကြိုက်တာလုပ်လို့ရတယ်အဲ့တော့ short term glucocorticoid တွေသုံးမယ်မသုံးဘူးဒါအစိမ်းရောင်က level evidence ကတော့ကောင်းတယ်A ဖြစ်ပေမဲ့လည်းဒီ background ကဒီအနီအောင်ဖြစ်နေတဲ့သဘောကဘာလဲဆိုရင်တချို့ဒီ American especially American ပေါ့နော် American rheumatologist တွေ steroid သိမ့်မသုံးချင်ဘူးသူတို့ကဖြစ်နိုင်လို့ရှိရင် biologic တွေချမ်းသာတဲ့နိုင်ငံဆိုတဲ့ခါကျတော့ biologic တွေသုံးမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုတော့ဒါကြောင့် level of agreement ကဒီအရောင်ဖြစ်နေတာ disagreement တွေတချို့တွေမှာရှိနေတာပေါ့နော်ဆိုတော့ဒါသုံးပြီးဒီလိုမျိုးသွားတယ် assess လုပ်တယ်ဒါ initial phase ပေါ့နော်ဒါ initial phase ဆို escalation phase မှာဆိုရင်တော့ assess ကိုactivity assess လုပ်မယ်3လနေ assess လုပ်မယ်လုပ်ပြီးလို့ target to ကျွန်တော်တို့ remission မရသေးဘူးဒါမှမဟုတ်လို့ disease activity မရသေးဘူးဆိုလို့ရှိရင်နောက်တစ်ခုပြောင်းမယ်ဒါမှမဟုတ်ပေါင်းမယ်ပေါ့နော်ပေါင်းတဲ့အခါမှာလည်း BD mass ပေါင်းတဲ့အုပ်စုအကယ်၍ဒီ target poor prognosis factor တွေအများကြီးရှိရင် biologic ကိုစောစောစီးတယ် poor prognosis factor တွေမရှိဘူးဆိုရင်တော့ CSD မှာနှစ်ခုပေါင်းပြီးတော့3လလောက်ပေးကြည့်ပြီး disease activity assess လုပ်
လို့ target ရောက်ရင်တော့ဒီတိုင်းဆက်ပြီး target မရောက်ဘူးဆိုလို့ရှိရင်တော့တစ်မျိုးပြောင်း biologic ထက်ဒါမှမဟုတ် JAK inhibitor ထက်အဲ့တော့ assess ပြန်လုပ်မယ်အဲ့တော့ဒီတိုင်းကောင်းတယ်ဆိုဒီတိုင်းဆက်သွားမယ်မကောင်းဆိုနောက်တစ်မျိုးပြောင်း JAK inhibitor သို့မဟုတ် biologic ပေါ့နော်အဲ့တော့methotrexate ကတော့သူက base ကမပြောင်းဘူး methotrexate ကိုထားတယ် methotrexate တဲ့တဲ့လူဆိုရင် methotrexate လေးတွေကိုတော့သူကbase လုပ်ပြီးတော့ထားတယ်ထပ်ပြီးတော့ပေါင်းသွားတယ်နော် monotherapy biologic monotherapy တို့ဘာလို့ကကြတော့ methotrexate လုံးဝမခံနိုင်တဲ့လူမှာ especially ဒီနော်တချို့ specific group လေးတွေကြတော့မှဒီ monotherapy biologic monotherapy တို့ JAK inhibitor monotherapy တို့လို့သွားရတယ်ပေါ့နော်များသောအားဖြင့် guideline မှာတော့ဒီ methotrexate ကိုတော့အရင် base လုပ်ပြီးတော့ add လုပ်တယ်ပေါ့နော်ဆိုတော့ဒါကနောက်ဆုံး EULAR guideline ရဲ့ဒီ RA guideline မှာပြောထားတဲ့ဟာပေါ့နော်အဲ့တော့ကျမတို့စီမှာလည်းဒီ local guideline ကျမတို့စီမှာဒီလူကတက်နိုင်တဲ့ပြည်သူတို့တက်နိုင်တဲ့ဟာ available ဖြစ်တဲ့ဟာဒါတွေနဲ့ပြန်ပြီးတော့မှRA MRS ကနေပြီးတော့မှ guideline ဆွဲခဲ့တာ2015မတိုင်ခင်2012တည်းကဆရာကြီးက YGH guideline ဆိုပြီးတော့ဆရာကြီးတို့ဆွဲထားတာရှိတယ်အဲ့ပြီးတော့နောက်တော့2015မှာတော့ MRS guideline ဆိုပြီးတော့မှ RA ထုတ်လာတယ်ဒါကတော့2020မှာကျမတို့ update လုပ်ထားတဲ့ RA guideline ပေါ့နော် methotrexate or leflunomide or sulfasalazine and or plus or minus hydroxychloroquine ဆိုပြီးတော့ထည့်တယ်ပေါ့နော် steroid NSAID assess 3လမှာပြန်လုပ်မယ် treat to target ရှိလားမရှိလားရှိတယ်ဆိုရင်ဒီတိုင်းဆက်ပြီးမယ် treat to target မရောက်သေးဘူးtarget ကပါလဲဆိုလို့ရှိရင် low disease activity or remission ဆိုတာကျမတို့ရဲ့ target ပေါ့နော်အဲ့ဒီဟာမရောက်ဘူးဆိုလို့ရှိရင် triple therapy triple therapy ပေးရင် biologic နဲ့ methotrexate ပေါင်းသို့မဟုတ် biologic နဲ့ leflunomide ပေါင်းဒါမှမဟုတ်လို့ရှိရင်လည်း methotrexate leflunomide နဲ့ TSD မှာကပါလဲဆိုရင် baricitinib နဲ့ tofacitinib နဲ့ပေါ့နော်အဲ့တော့ baricitinib နဲ့ဒီမှာရတယ် tofacitinib ကလည်းဒီမှာရတယ်ရှားတယ်ပေါ့နော်ဆိုတော့အဲ့ဒါရတယ်ဒါပေမဲ့ပြောရင်းနဲ့ပြတ်ပြီးတော့ tofacitinib baricitinib နဲ့သုံးရင်တော့ဗာသတိထားရလဲဆိုလို့ရှိရင်တော့ဒီ thrombosis တွေနည်းနည်းကြောက်ရတယ်ပေါ့နော်ဆိုတော့အဲ့ baricitinib တွေသုံးနေရင် ischemic heart disease တွေရောက်ရတာတွေအစရ ischemic ကနေ infarct ဖြစ်သွားတာဒါတွေလည်းရှိတယ် baricitinib နဲ့သုံးမယ်ဆိုရင်တော့အမြဲတမ်းကျမလည်းဒီကျမရဲ့ဒီ bad experience ဆို2ယောက်လောက်ကြုံဘူးတယ်ပေါ့နော်တေးတဲ့အထိတော့မဖြစ်ဘူးပေါ့လေ ischemic heart disease အဲ့လိုမျိုးတွေပေါ်လာတဲ့ exercise မှာနော်ဒါလေးတွေသတိထားရမှာပေါ့နော် TSD မှစီသုံးမယ်ဆိုရင်တော့အမြဲတမ်း monitor လုပ်နေရမယ်ပေးပြီးတော့လွတ်လိုက်လို့မရအောင် methotrexate လည်းလို့ပဲပေးပြီးတော့လွတ်လိုက်လို့မရအောင် leflunomide လည်းတောက်တစ်သက်လုံးတောက်ဆိုတာမျိုးလုပ်လို့မရအောင်ပေးပြီးသွားလို့ရှိရင်ကျမတို့ဒီ rheumatology မှာပေးတဲ့ဒီဟွာတွေကလက်နက်တွေကအနေရမကင်းဘူးဒါကြောင့်မလို့ဒီ guideline တွေမှာပေါ့နော်အများရမ်းပဲသူတို့ဒီ once RA is diagnosis နော် rheumatologist ကိုဒါrefer လုပ်ရမယ်ဆိုတော့မှဒီ international guideline တွေမှာလည်းအဲ့လိုမျိုးတော့ပြောတာပေါ့နော်အဲ့တော့ initiation ကတော့ rheumatologist ဖြစ်နိုင်တော့ rheumatologist ဒါမှမဟုတ်လို့ရှင်လဲ internal medicine ပေါ့လေphysician ကနေပြီးတော့မှအရင်ဆုံးစပြီးတော့မှ treat လုပ်ရမယ်ပြီးတော့မှဒီ share care သွားရင်သွားပေါ့နော်အဲ့လိုမျိုးလေးလုပ်ရမှာပေါ့နော်ဆိုတော့အဓိကတော့ treat to target သွားမယ်အဲဒီနောက်ပိုင်းတော့ maintenance မှာတော့ remission ရသွားပြီဆိုလို့ရှိရင်တော့ more than 1 year remission ရသွားပြီဆိုရင်တော့ step down approach ပေါ့တဖြည်းဖြည်း short သွားမယ်ပေါ့နော်အဲ့တော့ short တဲ့အခါမှာလည်း check တိကနေ short လိုက်ရင်လည်း तू ကပြန်ထလာတယ်ဟာအရန်ကိုtable လို့ steroid ဆိုလဲ table လို့ဒါကျွန်မ EULAR သွားပြီဆိုလဲ table လို့ပြီဆိုလို့ရှိရင်အရန် very small dose လေး short သွားလူတွေကပြန်ပြီးတော့ steroid short ဆိုမခံနိုင်ဘူးဆရာမတချမ်းနဲ့မရလို့တစ်လုံးပဲတောက်နေတယ်follow up မှာ तू အများအားပြောတယ်အဲ့ဒါဆိုကျွန်မတို့တော်တော်တေချာရှင်းပြရတယ်ဒီ steroid ကဘလို့ဆိုးကျိုးရှိရကြာတောက်ရင်ဘလို့ခန္ဓာကိုယ်ကမထုတ်တော့ဘူးအဲ့လိုပဲရှည်ဝေးပြောပြီးတော့မှ तू short ကျင်လာအောင်ကျွန်မတို့တော်တော်လေးပြောရတာပေါ့နော်အဲ့တော့ take home message အနေနဲ့ကတော့ကျမတို့လူနာတယောက်ကို good medical practice မှာကျမတို့လုပ်ရမှာကဒီ3ခုပေါ့နော် patient ကဘယ်လိုနေလဲ patient ရဲ့ response ကဘယ်လိုနေလဲလူနာရဲ့ဆန္ဒကဘယ်လိုရှိလဲအရင်ဆုံးကြည့်ရတယ်နောက်တစ်ခုကတော့ဒီကုတဲ့ physician ရဲ့ clinical experience ကဘယ်လိုရှိသလဲ background ကဘယ်လိုရှိလဲ clinical evidence တွေ research တွေကဘာပြောလဲဒီ3ခုအများတန်းကြည့်ပြီးတော့ဒီ evidence based medicine ပေါ့နော်ဆိုတော့ဒီ3ခုမှာပါတဲ့ဟာပေါ့နော်ဆိုတော့အဲ့ဒီအတိုင်းပဲကျမတို့ကဒီဟာကို apply လုပ်ရတယ်တခုမဟုတ်တခုလည်းမေ့ထားလို့မရဘူးဒီ evidence ကောင်းလို့ဒါကြီးကိုပေးမယ် patient ကိုမကြည့်လို့လည်းမရဘူးပတ်စံ patient ပေးရမှာခံရတော့ patient ခံရမှာပေါ့ဆိုတော့ patient ကလည်းအရန်အရေးကြီးတယ်အဲ့တော့ပေးမယ်ဆိုလို့ရှိရင်လည်းကျမတို့ကဒီဟာပေးမယ်တော့ patient ကိုအမြဲတမ်း agree လုပ်ရတယ် share decision ဆိုတာအမြဲတမ်းချရတယ်ကျမတို့ဒါpaternalism လိုမျိုးသွားလုပ်လို့မရဘူးเนาะဒီကျမတို့ယောဂါတွေကလူနာနဲ့ဆွေးနွေးပြီးတော့မှဒါတောက်မယ်ဒီလိုရှိတယ်ဒါတောက်မလားအဲ့လိုမျိုးလိုက်မေးရတာပေါ့နော်ဆိုတော့ methotrexate ကတော့ first line DMARS ပဲကျမတို့ပေးမယ်ဆိုရင်တော့ minimal effective dose ကိုပေးတင်ပါတယ်အဲ့တော့အမြဲတမ်းပဲ disease activity နဲ့ adverse effect ကို follow up မှာကျမတို့ကြည့်ခြင်းရဲ့ရည်ရွယ်ချက်က2ခုရှိပါတယ်အမြဲတမ်းပဲ treat to target
လုပ်ဖို့အရေးကြီးပါတယ်နောက်တစ်ခုကတော့လူနာတစ်ယောက်နဲ့တစ်ယောက်ခါလေးကြာ response မတူဘူးတချို့လူနာမိသူတွေလည်းနည်းနည်းပါးပါးလေးပေးလိုက်တာနဲ့ bone marrow suppression တွေရသွားတာတွေလည်းရှိတယ် liver enzyme တက်သွားပြီးတော့မှဒါမျိုးတွေလည်းကြုံမှုပါတယ်ဆိုတော့ tailor treatment for individual လုပ်ဖို့လည်းအရေးကြီးပါတယ်ဆရာတို့ဆရာမအားလုံးကျေးဇူးအများကြီးတင်ပါတယ်